တင်းကိုမိရနဲ့တန်းပြီးတော့ဖမ်းချုပ်ပြင်ပါပါဘာကြောင့်လဲဆိုတော့တင်းကိုစမ်းသပ်ဖို့ဂျိုယူအောင်ဖို့ပြန်ခေါ်အောင်ပါကဲ Minecraft တော့ရောက်လာပြီ ED ဂျိုသားအောင်မတွေ့Oh my အာဂါသားရင်မြန်ရောက်ရင်ငါခုမှဝင်လာတန်းပြီးတော့ကိုကဘာ Minecraft ငါ့ကိုကဘာမြေကြီးပေါ့ဂျိုသားရင်ဆင်းတက်လာလားမသိဘူးနိကသွားကြည့်လိုက်အိုးဘာကြီးအော်အထက်ကနေဆင်းလာအောင်မလားမသိဘူးခုတည်းရောတရားမှမရှိသေးဘူးဒါပေမဲ့ဒီ ED အောင်နည်းနည်း friendly ဖြစ်မှာဟေးဟိုမှာ ED နည်းနည်းအနီးကသွားကြည့်လိုက်ရင်ကောင်းမလားအော်ဟိုမှာဂရုံး ED ကွာထားအောင်သူ့အနီးကမကြည့်နေတော့သူကတော်ကြတယ်ငါ့ကိုဖမ်းခေါ်သွားပြီးတော့သူ့ရဲ့ဂျိုမှာစမ်းတက်ဖို့အသုံးပြုမလွယ်ဘူးဟုတ်တယ်ဟုတ်ပြီဟိုမှာ ED ကငါ့ကိုလိုက်လာကွာငါ့ကိုဘာလို့ဝအောင်ဟိုမှာကြည့်လာအောင် ED နာအေးတွေ့လိုက်ရောဟေးခေါင်းကြီးကတခုဖြစ်သွားတယ်လို့ပဲထားပါအပင်နည်းနည်းလောက်ဆက်ခုတ်လိုက်မယ် ED ကဘာလဲတော့မသိဘူးဒါပေမဲ့ဒီမှာငါးနောင်ကိုလိုက်နေကျုံထူးသားရကွာဒီကောင်ကရိုသားနေနဲ့မတူဘူးသူကနည်းနည်းတော့ငတုံးဂျိုသားဒါမသိအေးတွေ့လိုက်လားရောက်ရင်ငတုံးဂျိုသားလို့ပဲပြောရသေးတယ်ကွာဒီကောင်ကငါးနောင်ကိုလိုက်ပြီးတော့ဖမ်းဖို့ကြိုးစားနေတာပဲဖယ်ရမလဲငါတတိရှိရလေတတိမဟုတ်ပါဘူးတတိရှိရလေဟုတ်ပြီ craft တရားရှိရလေမြန် craft တာအေးဒီကောင်ငါမကြည့်နေတဲ့အချိန်မှာပြောင်းပုံစံကြီးပြောင်းစားရယ်ဟမ်ပစင်ရပြတ်သွားတယ်ကွာဒီအပင်ကြီးကအရန်ကြီးမားထဲအောင်လို့ပစင်ရပြတ်သွားတယ်ကဲဒီကောင်နဲ့ဒီကောင်ရောဒီဟောက်တော့ဒီကောင်တော့တက်ရမယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကလာပြီးကျူးကျော်လာလို့ရှင်ငါ့ကိုဖမ်းသွားပြီးတော့နောက်ထပ်ထူးဆန်းတာတွေအများကြီးဖြစ်လာပြီးတော့ကဘာကြီးကဂျိုသားတွေလာတော့ထဲကိုကြားရောက်သွားမှစိုးရိမ်နေကွာဟုတ်ပြီဒီသားပစိန်လေးလုံးမယ်အရင်တော့ဒါလေးလုံးမယ်ဘေးရောက်သွားစမ ED ဒီအောင်ပဲရှိနေပါသေးတယ်ထားပါဒါသူ့အကြောင်းဒါပေမဲ့ဒီကောင်ကိုတက်ရမယ်ကွာဒီကဘာကြီးရဲ့အကြောင်းတွေကို तू မသိမသွားရင်မြန်တက်ရမယ်ဘာကြောင့်လဲဆိုတော့ဒီကဘာကြီးရဲ့အကြောင်းတွေကိုသိသွားတယ် तू ဒီကဘာကြီးကနေတယံတာရယူဖို့ပြန်လာလိမ့်မယ်ဒါပေမဲ့အခုလောလောဆယ်ကွာငါမှဘာမှလုံးနိုင်တာဘာမှမရှိသေးဘူးထားပါအခုလောလောဆယ်မိုင်းလေးပါလေးပဲတွတ်တူးလိုက်တော့မယ်ဘာမှလည်းအထူးတလဲလေးလုံးဆရာမရှိတော့ဂျိုသားတက်ရလွယ်ဟုတ်တယ်မလားဂျိုသားရရိုးတာမန်လူလိုပဲဆိုနောက်ထပ်အာဂါသအနေလာဆိုပေမဲ့ဒါပေမဲ့ထူးဆန်းတာဒီဂျိုသားဒီကဘာပေါ်မှာအသက်ရှူနိုင်တယ်အဲ့ဒီကနည်းနည်းထူးဆန်းနေဘူးလားထားပါကဲခုလောလောဆယ်ဆက်မိုင်းနိုင်မယ်ဝေးဟိုမှာ ED ဟေ့ငါ့ဘာလာလောက်တာဝေးဝမ်ဝေးငါအကောင်တေးသေးလေးဖြစ်သွားပြီဒီကောင်ကအကြီးပဲကြည့်လိုက်အောင်ဝေးဒီကောင်မရအောင်ဒီကောင်ထူးဆန်းနေပြီယောဒီကောင်ချလို့လည်းမရဘူးကွာဝေးဒီကောင်ဘယ်ခေါ်လာအောင်ငါ့ကိုအကသားရင်တော့ခေါ်လာလားဟေ့မင်းငါ့ကိုဘာလို့ဝဒီအရှိဖြစ်သွားပြီတော်မြန်ခွဲတော့အောင်တော်တဲ့ငါမလက်နဲ့ပြသေးရှိနေလို့ငါအကောင့်သေးလေးဖြစ်သွားပြီကွာဒီကောင်ကြီးငါတော့ကိုလိုက်နေ no please don't ထားဒီကောင်အော်ဟိုနည်းနည်း तू ကအကောင်က तू ကကြီးနေတော့နည်းနည်းပုံးစရာနေရာလေးနည်းနည်းလောက်လိုက် no ယောပိတ်ဆက်ဒီကောင်ဘလော့ရောမဖြတ်နိုင်တော့ပါဘူးဘလော့ဖြတ်နိုင်ရင်တော့ငါတိုင်ပတ်ပြီဒီကောင်ကတော့အချိန်နဲ့တိတ်မလိုက်သေးလားမသိဘူးငါ့ကိုထင်သေးနေတာဒီချိုသားဒီကောင်ကငါပညာပြမှရမယ်ဒါပေမဲ့ခုလောလောဆယ်ရောပညာပြလို့မဖြစ်သေးဘူးကိုယ့်ရဲ့အသက်ထက်ပဲအရာမှတန်ဖိုးမရှိဘူးဘလော့ဖြတ်လိုက်တာလားဒီကောင်ကသူ့ရဲ့လက်သီးနဲ့ပဲဘလော့ဖြတ်နိုင်တာသူကထူးဆန်းတဲ့ပါဝါတွေဘာညာရှိမနေဘူးသူကအကောင်ကြီးပြောင်းမယ်လက်သီးလေးနဲ့ထိုးမယ်ဒါပဲဒါသူ့ရဲ့အားနဲ့မောင်ဝိုက်ကွာမီးဒီကိုရောင်ပြီးဖြုံးမိရထားပါတော့ဟိုကောင်လက်သေးနဲ့ထိုးပြီးဘလော့ဖြတ်လာပြီဒီကောင်ကရိုးတာမဲ့လူထက်နှစ်ဆပိုတန်ပါလားဟာတော့ငါ့မီးရောမယ်ဟာဒီလိုက်ကနောက်မှာပုံနေမြင်ပါလားမတွေ့ဘူးကွာ
ငါလိုက်ရနောက်မှာပုံးနေတာယေမတွေ့ဘူးဒီကောင်ငါ့ကိုမတွေ့ဘူးဟုတ်ပြီလေဒီကောင်မတွေ့ဘူးမြန်မြန်လှုပ်ရှားမှရမယ်အေးပြေး yes yes တော်သေးရညလာအောင်လေးနဲ့တော့လှရကွာဒါမဲ့ဂျိုသားရှိနေကွာဂျိုသားဒီဝေးဒီဟာကြီးကတူလာခဲ့ဟာကြီးလားမသိဘူးကွာဒါအေးဂျိုသားကြီးယောအီဒီငါလည်းမလိုက်ပါနဲ့ကွာငါမင်းတို့ဘာမှသုံးဝင်မှာမဟုတ်ပါဘူး no ငါမင်းနဲ့တူပဲကွာတော်ငါအမြင့်မှာတက်နေမယ်ဒီကောင်ကအမြင့်တော့မလိုက်နိုင်တော့ဘူးအမြင့်မှာလိုက်နိုင်တော့ငါလည်းမသိတော့ဘူးကွာဟိုးဒီကောင်ရဲ့အချိန်ကမြန်ရမဟုတ်တာတော့သိကြရင် तू ကငါ့ကိုတင်းအောင်လုပ်ပြီးတော့ငါ့ကိုစမ်းသပ်ဖို့သူ့ရဲ့ဂျိုးကိုခေါ်ဖို့ကြိုးစားနေတာပဲအဲ့တော့ဘယ်ဖြစ်ရမလဲဟုတ်ပြီကျွန်တော်တို့ဒီပေါ်မှာဆိုရင်တော့နည်းနည်းလုံခြုံသွားပြီထင်တယ်ဒါပေမဲ့ဟိုမှာအကောင်ကြီးကရှိနေသေးတယ်ကွာအေးဘလို့တက်လာအောင်တော်ခုံချပြီမတက်နိုင်တော့ကွာရဲပဲခုံချလိုက်တော့မယ်အော်ညရောက်နေလားမနက်ကောင်မှမှောင်နေလားကွာအော်မနက်ကောင်မှမှောင်နေရပဲဟိုမှာကြည့်တော့အောင်ဦးလောက်ကြီးဝေးဟိုဆင်းလာပြီသူဆင်းလာပြီတမင်အောင်ကလေးမှမြန်တော့ပုံမှန်ရမယ်အေး तू ကလက်ရှိရင်းနဲ့အေးရောင်ဒီကောင်ငါ့ကိုမမီတော့ပါဘူးမကြည့်တော့ကွာဒီကောင်ငါ့ကိုတက်စားခြင်းနဲ့ထပ်တိုးရဲ့ဂျိုးဘောကိုငါ့ကိုစံနဝနာအဖြစ်ခေါ်အောင်လို့ကွာအေးခရီးပါကြီးကွာအကြီးပဲရောင်အကောင်တော့အကြီးပဲငါအကြီးပဲသေးတာ no ရောင်အရာငါတော့ကြောက်စရာကြီးဖြစ်နေတယ်မကြည့်တော့ခရီးပါကြီးအကြီးပဲငါဒီလိုခန္ဓာကိုယ်တေးလေးနဲ့တော့ဟိုသွားရှေ့သွားရှောက်သွားနေတော့မဖြစ်ဘူးကြားရင်အစားရကုန်လာလိမ့်မယ်ဟိုကောင်ရဲ့ဂျိုရင်ပြန်ကဲဒီနောက်မှာမိုင်းလေးနဲ့တော့တူလိုက်မယ်ဟုတ်ပြီငါ့ကိုတရားရောက်ကဟန်တန်အမြန်လုံးတယ်ဟေးဒီကောင်ငါ့ရဲ့ဂူကမှစောင်းနေတာဟေးဒီကောင်ဘာကောင်တော့ပြေးပြီ no ဒီကောင်ငါ့ကိုလိုက်နေရက်တာတော်ပါတော့ငါမပြေးချင်တော့ဘူးငါပြေးရမောလာပြီတော်ပြီကွာဒီကောင်ကိုတိုက်ဖို့ငါ့ကို plan ဆွဲရမယ်ဘာလဲဆိုတော့ဒီနားမှာခဏပုံးခိုနေလိုက်မယ်သူကဒီတသားကိုဘာလို့ညပြောရဟာကိုပဲဖြတ်နိုင်တာဆိုတော့သူ့ကိုအရင်ဆုံးနဲ့သူ့ကိုတန်းသူမဖြတ်နိုင်အောင်အားကြောင့်မလို့ကျွန်တော်ရောပဲသူကတန်းဟွာကြီးနဲ့တန်းအဆောက်အအုံနဲ့ပိတ်ထားဖြစ်မှာသူ့လိုမျိုးပဲထင်တယ်နဲ့တူတယ်အခုလောတော့သူရှိရတန်းတွေယူမယ်ပြီးရင် iron thought ရဲ့ iron item တွေလုပ်မယ်အထဲကြီးဝင်လာရဲ့ဟုတ်သားပဲငါမေးနေရငါတက်သားနဲ့လောက်ထားလေပိတ်ထား no ဒီကောင်တကယ်ငလဲကွာတကယ်ပြောရဲ့အပိုင်းကနေကိုဝင်လာရဲ့အဲ့နားလေးမှာရှိရငါသိတယ်ဟိုဘက်မှာရှိရငါတော်ငါပြန်မထွက်ပြီမသိဘူးထင်တာကွာဒီကောင်ငါထပ်ပို့ပြီးလဲနေဒီကောင်မရှိအောင်ငါအာယုံနဲ့မြန်တူးထားလိုက်မယ်ရောင်ဒီကောင်ငါနောက်ကိုဘလို့ချီရခံတော့ငါခန္ဓာကိုယ်မှာပဲချီရခံသက်ပါနာလားဟိုကောင်လိုက်နေပြီအေးရပြီအာယုံ2 step မြန်လုပ်မယ်အာယုံဟာမြန်လုပ်မယ်ဒီကောင်ဒါအမရအောင်မယ်ကဲငါတိုင်းရလဲရပြီမင်းနဲ့ငါနဲ့ရှင်ချတာပေါ့ကွာဘယ်သူကပိုအားတာလဲဆိုတာဒီနားမှာတန်အပေါက်ကလေးတစ်ခုလုတ်ပြီးတော့ချရင်ကောင်းမလားဒီဘက်ကကြောက် तू ကဝင်လို့ရနေကွာဒီဘက်ကိုနည်းနည်းပိတ်ထားလိုက်မယ်ဒီနားလောက်ဆိုတော့ရတယ်အားမယ်ထင်တယ် तू ကဒီနားကနေမထွက်နိုင်တော့မဝင်နိုင်တော့ကြည့်ဝေးဒါပဲလေရအောင်မင်းတေဖို့သာပြင်တော့ရအောင်ဟိုကောင်ကလာခဲ့သားယောတေသားရောင်ဒီကောင်ကရှေးလိုက်ပို့လိုက်နေဘာအောင်တော့ဟာ
ငါပုလို့နေသားမှာကွာယော့ဟဲ့ဒီကောင်ပတ်ပဲပြေးနေကွာဒီကောင်ငါ့ကိုကြောက်နေတာတော်ငါအိုးမယော့လာသားဟဲ့တိုင်းအောင်ရှယ်လုပ်တယ်ဟေးတိုင်းအောင်ရှယ်လုပ်တယ်ယော့ဒီကောင်ရလို့မရပါလားယော့အာတော်ကြီးပြေးမရအောင်မယ်အေး no ဒီကောင်တက်ရလွယ်မဲ့ပုံပဲဒါပေမဲ့ခုလောတယ်တော့သူကဘာမှမလုပ်သေးဘူးအရင်ကြီးပါဝါကြီးမသုံးသေးငါ့ကိုအထင်သေးဘဲရောက်ဝိုင်းရောဟာငါလူသေးသေးလေးကွာကြည်အောင်မကောင်းရင်အကောင်းငယ်နဲ့ရှင်လိုက်ရင်တော့ငါခန္ဓာကိုယ်တည်းတေးလေးဖြစ်နေမလားဟိုကနေသားပေါ်တယ်ရှိတယ်ကဲလာသားရောက်မင်းတေဖို့အချိန်တန်ပြီကွာယော့အိုးပြုတ်ကြပါကွာဒီကောင်အချိန်ဆွဲပြီးတိုက်ရမယ်သူကရဲမှာဆိုရင်ရောနေလားရဲမှာနေတော့သူ့ရဲ့အားနေကြအကြီးပဲမြဲ let's go ဟိုမှာဟုတ်တယ်သူကရဲမှာအောင်နည်းနည်းတော့နေရဒါမဲ့လူအတိုင်းပဲယော့သေးသားအကွာတိုင်းအောင်ဒီကောင်ကအသေးကိုရိုက်နေရဘယ်လိုခေါ်ရမလဲယော့တော်ပြီငါခုပြောပဲခုတော့မယ်ဒီကောင်အဆောင်ဒီကောင်ခုလို့ရှိရင်ခုပြီးတက်သွားလို့ရှိရင် तू ကလိုက်တက်တယ်နော်အခုတော့ဘာဖြစ်တာလဲမသိဘူး तू နေဘက်မှာကြာရင်တက်ပြီးငနူလေးလားမသိဘူးဟဲ့မင်းတေဝအချိန်တန်းနေပြီဟဲ့ဒီကောင်ပြောက်လိုက်ပေါ်လိုက်နေဘယ်ကိုရောက်ဝါမသိဘူးယော့မင်းတေအောင်ယော့ငါတေးမင်းတေးလိုက်တော့ oh yes ဂျိုသားသေးသွားပြီ ED ရှောင်းyeah finally ED ကိုတန်းလာခဲ့ပြီဒါပေမဲ့ဒီတစ်ခေါက်တော့ဒါတော့ ED အစစ်ဖြစ်ပုံများတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကတကယ်ဂျိုသားလားမသိဘူးကျွန်တော်တေးအောင်လုပ်လိုက်တယ်အားလုံးပဲကြည့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်